ဒီတစ်ခါပြောပြပေးမယ်ပုံမြင်လေးကတော့ညံကြီးရှင်မြောက်များဆိုတဲ့ပုံမြင်ဖြစ်ပါတယ်။တခါတော့ကတောအုပ်တစ်ခုထဲမှာမောင်နီနဲ့မောင်ညိုးဆိုတဲ့မြောက်နှစ်ကောင်ရှိခဲ့တယ်။သူတို့နှစ်ကောင်လုံးဟာအိုင်ဂျိုရမ်းမြင့်ပြီးသူတို့ရဲ့ညံကိုလည်းပဲအရန်ဂုဏ်ယူကြတယ်။ဒီနေ့တော့သူတို့နှစ်ကောင်ခရီးတူတူသွားကြတော့လမ်းမှာရေတွင်းတစ်ခုကိုတွေ့လိုက်ရတယ်။ရေတွင်းနားကပ်ပြီးအသာချောင်းကြည့်လိုက်တော့ရေတွင်းထဲမှာမိချောင်းတစ်ကောင်ပိတ်မိနေတာကိုတွေ့ရတယ်။ဒီလောက်ဒုက္ခရောက်နေတဲ့သတ္တဝါလေးကိုမြင်ရတာစိတ်မကောင်းလိုက်တာငါတို့အားလုံးဟာအန္တရာယ်မှန်သမျှကနေလုံခြုံနေတင်တာပဲမောင်နီကပြောတယ်အေးဒီလိုအပြစ်မဲ့တဲ့သတ္တဝါလေးကမတော်တဆရေတွင်းနဲ့ကျသွားတာပဲသူ့ကိုကယ်ဖို့နီလန်တစ်ခုကိုစဉ်းစားရမယ်မောင်ညိုကအားတက်တရောပြောလိုက်တယ်ဒီလိုနဲ့မောင်နီနဲ့မောင်ညိုတို့ဟာမိချောင်းကိုကယ်တင်ဖို့နီလန်ကိုစဉ်းစားတော့တယ်မောင်နီကစိတ်ကူးတစ်ခုရလိုက်တယ်ရေထဲမှာဘောလုံးပေါ်တဲ့တစ်တုံးကြီးတစ်ခုကိုရေတွင်းနဲ့ပစ်ချလိုက်ရင်မိချောင်းကအဲ့ဒီတစ်တုံးပေါ်ကနေပြီးရေတွင်းပေါ်ကိုပြန်တက်လာလိမ့်မယ်ငါနီးနာတစ်တုံးကိုရေတွင်းနဲ့ပစ်ထည့်လိုက်မယ်လို့မောင်နီကဆေးအားထက်သန်စွာပြောလိုက်တယ်မောင်ညိုကချက်ချင်းကန့်ကွက်တယ်မင်းရဲ့ကြံကသုံးမဝင်ပါဘူးအဲ့ဒီဟာနဲ့ဘလို့လို့ထွက်လာနိုင်မှာလဲလို့ပြောတယ်လုပ်ကြည့်လိုက်မယ်လေဘာများထိခိုက်သွားမှာမို့လို့လဲအဲ့ဒီတစ်တုံးကိုထည့်ပေးလိုက်ရင်သူကအပြင်ကိုရောက်လာမှာပဲလို့မောင်နီကပြန်ပြောပြီးအပြင်းထန်ညှင်းကုန်ကြတယ်သူတို့နှစ်ကောင်အငင်းပွားနေတော့ဥစဉ်ကြီးရောက်လာပြီးမင်းတို့ဘာလုပ်နေကြတာလဲမောင်နီနဲ့မောင်ညိုကိုမေးရဲ့အကြောင်းစုံသိတော့ဥစဉ်ကြီးကရှင်းပြတယ်သူကမတော်တဆကြောက်ရတာမဟုတ်ဘူးသူ့ရဲ့မကောင်းမှုတွေအတွက်ပြစ်ဒဏ်ပေးခံရတာဒီတော့ထဲမှာသူဟာအယမ်းကိုရက်ဆက်ကြမ်းကြုတ်ခဲ့လို့အားလုံးကစိတ်ပြက်ပြီးသူ့ကိုရေတွင်းနဲ့ပစ်ချလိုက်တာလို့ပြောပြတယ်ငါကတော့ဘသူသေးသေးမကြည့်ရဘူးတက်ရှိသရဝါတိုင်းကိုကာကွယ်ဆောက်ရှောက်ဖို့ကငါရဲ့တာဝန်ပဲမောင်နီကဥစဉ်ကြီးကိုပြန်ပြောလိုက်တယ်မိချောင်းကိုတတ်ဖို့ရည်ရွယ်ချက်နဲ့ပစ်ချတာမဟုတ်ဘူးအပြစ်ပေးတာပါဥစဉ်ကြီးကရှင်းပြပေမဲ့မောင်နီနဲ့မောင်ညိုတို့ကတော့ဥစဉ်ကြီးရဲ့စကားကိုနားထောင်ရုံပဲနားထောင်ပြီးတော့သူတို့ရဲ့အိုင်ဂျိုမင်းချောင်းကိုပြသချင်တာရဲ့မိချောင်းကိုပြစ်ပေးတဲ့ကိစ္စကိုကန့်ကွက်ချင်တာရဲ့ကြောင့်သူတို့လှုပ်ချင်တဲ့အတိုင်းဆက်လုပ်ကြတယ်အေးမင်းတို့ဘလို့ပဲထင်နေငါအတွက်ကတော့ဘာမှမထူးဟေ့ငါကောင်တို့ရေးလို့ပြောပြီးဥစဉ်ကြီးထွက်သွားတဲ့နောက်မှာမောင်နီကတစ်တုံးကိုရေတွင်းနဲ့ပစ်ချလိုက်တယ်ဒါပေမဲ့မိချောင်းကတော့ရေတွင်းထဲကနေတက်မလာနိုင်ပါဘူးသူထွက်လာနိုင်မှာမဟုတ်ဘူးလို့ငါစားရရသိသားပဲမောင်ညိုကမောင်နီကိုပြောလိုက်တယ်သူ့ကိုဒီတိုင်းထားခဲ့လို့တော့မဖြစ်ဘူးငါကြိုးသွားယူမယ်လို့မောင်ညိုကပြောလိုက်တယ်မောင်ညိုကရေတွင်းထဲဆင်းဖို့စဉ်းစားနေတော့စိတ်တကောင်ရောက်လာပြီးမောင်နီနဲ့မောင်ညိုတို့ကိုမေးလိုက်တယ်ဒီမိချောင်းကိုဘာလို့ကယ်ချင်နေကြတာလဲစိတ်ကမျက်ရည်တွေနဲ့ပြောလိုက်တယ်မိချောင်းကကျမရဲ့သားသမီးတွေကိုတက်ပစ်ခဲ့တာသူကဒီတော့ထဲမှာကြောက်စရာအကောင်းဆုံးပဲဒါကြောင့်သူ့ကိုဒီလိုအပုပ်နှံနေထွက်နေတဲ့ရေတွင်းထဲကိုထည့်ပြီးအပြစ်ပေးတာရှင်တို့သူ့ကိုကယ်လိုက်မယ်ဆိုရင်သူဟာတောထဲမှာအရင်လိုပဲထပ်ပြီးစိုးသွမ်းနေဦးမှာပဲဒါပေမဲ့မောင်ညိုကသူ့ကိုယ်သူညံကြီးရှင်လို့ယုံကြည်တယ်ငါကညံကောင်းတယ်ဘာမှမင်းတို့ရှင်းပြနေကြမလို့ဘသူ့ကိုမှဒီလိုရေရင်းနဲ့ထည့်ပြီးအပြစ်ပေးတာမျိုးမရှိသင့်ဘူးလို့တုံ့ပြန်လိုက်တယ်ခဏကြာတော့မောင်ညိုဟာရေရင်းနဲ့ဆင်းသွားပြီးမိချောင်းကိုကျိုးနဲ့ချီလိုက်တယ်ပြီးတော့အပြင်ကိုပြန်ထွက်လာပြီးကျိုးကိုစတင်ဆွဲတော့တာပေါ့နှကောင်သားအားကုန်သုံးပြီးဆွဲလိုက်တဲ့အခါမှာတော့မိချောင်းဟာရေတွင်းထဲကနေထွက်လာနိုင်ခဲ့တယ်မိချောင်းကိုအောင်မြင်မြင်ကဲထုတ်နိုင်ခဲ့တဲ့အတွက်မောင်နီယာရမ်းပျော်နေခဲ့တယ်အဲဒီနောက်သူတို့နှစ်ဦးဟာဘသူကမိချောင်းကိုတကယ်ကဲထုတ်ခဲ့တာလဲဆိုပြီးညှင်းကုန်ကြပါတော့တယ်ငါတစ်တုံးချပြီးလို့သူထွက်လာနိုင်တာမောင်နီကပြောတယ်မဟုတ်ဘူးငါကျိုးနဲ့ချီပေးပြီးဆွဲလိုက်လို့သူထွက်လာနိုင်တာလေမောင်ညိုကပြန်ပြောပြီးတယောက်ကိုတယောက်သူ့တဲ့ငါညံကောင်းကြောင်းပြသဖို့ကြိုးစားကြတယ်သူတို့ရဲ့ညံကြီးမှုကြောင့်မိချောင်းအသက်ရှင်ခဲ့ရတယ်လို့သူတို့ကယုံကြည်နေတယ်နှကောင်သားဖင်ပိတ်ပြီးညင်းနေကြတော့မိချောင်းဟာမောင်နီကိုကိုက်ချီပြီးဆွဲထွက်သွားတော့တယ်ဒါကိုမြင်လိုက်ရတဲ့မောင်ညိုဟာအလန့်တကြားထပြေးတော့တယ်ငါတို့ကသူ့အသက်ကိုကယ်ခဲ့တာဒါကိုသူကငါတို့ကိုတက်ချင်နေတာပဲရေရင်းနဲ့ကြပြီးတော့ယူသွားပြီးထင်တယ်စိတ်ထဲကရေရွတ်နေတယ်မောင်ညိုဟာပြေးပြီးတစ်တော်သီးပင်ကိုမြင်လိုက်တဲ့အခါမှာအမြန်ဆုံးတက်ပုံလိုက်တော့တယ်မိချောင်းကတော့တစ်ပင်အောက်ကထိုင်ပြီးစောင့်နေတော့တာပေါ့မောင်ညိုကတော့တစ်တော်သီးကိုခုပြေးစားလိုက်မိချောင်းကိုလှမ်းပေါက်လိုက်နေပေါ့ဒီလိုနဲ့ရက်တော်ကြာသွားခဲ့တယ်မောင်ညိုကတစ်တော်သီးတွေကူးစားလို့ရပေမဲ့အောက်ကမိချောင်းကတော့ဘာမှမစားရပဲနဲ့ငြိမ်သက်နေတယ်မိချောင်းတစ်ကောင်ကဒီလိုအစာရည်စားဘာမှမစားရပဲဘလောက်ကြောင်အောင်တက်ရှင်မှလဲမောင်ညိုကတွေးတယ်ဒီလိုနဲ့မောင်ညိုဟာစမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်တစ်ပင်ကိုလာနာတဲ့ငှက်ကလေးကိုကူညီတောင်းလိုက်တယ်ငှက်ကလေးကျွန်တော်ကိုကူညီပါဦးမင်းကိုဘလို့ကူညီရမှာလဲငှက်ကလေးကမေးလိုက်တယ်ဟိုးအောက်ကမိချောင်းကိုမြင်လားသူ့အသက်ရှင်နေသေးလားသေသွားပြီလားဆိုတာသိချင်လို့မင်းကနှုတ်သီးနဲ့ထိုးကြည့်ပေးပါမောင်ညိုကပြောလိုက်တယ်ငှက်ကလေးကမောင်ညိုပြောတဲ့အတိုင်းမိချောင်းပေါ်ကိုထိုင်ပြီးနှုတ်သီးနဲ့ထိုးကြည့်ပေမဲ့
ဟာငါဒီလောက်အားစိုက်ထိုးနေတာတော့သူဘာမှလှုပ်ရှားမှုမရှိဘူးဒါဆိုသူ့ခန္ဓာကိုယ်ရဲ့အသက်ထွက်သွားပြီလို့ဆိုလိုတာပဲငါကလေးကမောင်ညိုကိုပြောပြီးပြန်တန်းထွက်ခွာသွားတယ်ကဲအခုတော့တကယ်တည်သွားပြီပဲမောင်ညိုကစိတ်ချလက်ချတစ်ပင်ပေါ်ကဆင်းလာပြီးအောက်မှာခြေဆန့်လက်ဆန့်ရက်လိုက်တယ်တကယ်တော့မိချောင်းကမသေးပါဘူးမောင်ညိုဟာတစ်ပင်အောက်ကစထွက်လိုက်တာနဲ့မိချောင်းကတရချမ်းလိုက်တော့တာပေါ့ခဏလေးလိုက်ပြီးတဲ့အခါမှာတော့မိချောင်းဟာမောင်ညိုကိုမိသွားတော့တယ်မိချောင်းကမောင်ညိုကိုကိုက်စားပြီးထွက်ပြေးသွားတော့တယ်ဟိုမိုင်မဲတဲ့မြောက်နှကောင်ကြောင့်မိချောင်းကတော့လွတ်သွားပြီဟေးဒီကောင်ဟာတကယ်ကိုစိုးသွမ်းတာတို့တော့အုံမှာပြန်ပြီးတောင်းညံ့တော့မှာပဲဦးစင်ကြီးနဲ့မစိမ္မာတို့ဟာရေရင်းနားမှာရက်ပြီးပြောနေကြတော့တယ်မိုင်မဲတဲ့မြောက်နှကောင်ဟာသူတို့ရဲ့ဉာဏ်ပညာမဲ့မှုကြောင့်တည်ဆုံးသွားပါပြီဒီပုံမြင်လေးကနေယူရမယ့်သင်ခန်းစာကတော့ကိုယ့်ရဲ့ဉာဏ်ပညာလေးတစ်ထွာတစ်မိုက်ကိုအထင်ကြီးကုန်ယူမနေသင့်ဘူးအတွေ့အကြုံရှိဉာဏ်ပညာရှိသူတွေရဲ့အမြင်နဲ့အကြံဉာဏ်ကိုလည်းလေးစားသင့်တယ်ဆိုတာပါပဲဉာဏ်ကြီးရှင်မြောင်များပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီနောက်ကိုလည်းဒီလိုချစ်စရာကောင်းတဲ့ပုံမြင်လေးတွေကိုတင်ဆက်သွားအောင်မှာမို့ Yuri Kids Song Channel လေးကို like and subscribe လေးလုပ်ခဲ့ကြအောင်နော် See you